မနာလိုတဲ့စိတ်တွေနှိပ်စက်ခံရတဲ့လူကသူများကိုအဲ့ဒီလိုပဲစိတ်ညစ်အောင်ပြောတတ်တယ်စိတ်ညစ်အောင်ပြောတတ်တယ်အဲ့ဒီလိုစိတ်ညစ်အောင်ပြောတဲ့အခါမှာဒီလူကငါ့ကိုဒီလိုပြောပြန်ပြီဆိုတော့ကိုကြည့်တာကိုမကြည့်တတ်ဘူးဆိုရင်သူ့ရဲ့အပူကကိုယ့်အပူဖြစ်လာတယ်သူ့ရဲ့စိတ်ဆင်းရဲမှုကကိုယ်ဆင်းရဲမှုဖြစ်လာတယ်ဘာဖြစ်လို့တော့ဆိုကိုကမကင်တတ်လို့ဒီဗုဒ္ဓဘာသာရဲ့ပန်းကကြာပန်းတိတဲ့အတိုင်းကြာရွက်တဲ့ပုံမှာလေကြာရွက်ပုံမှာရေကျရင်အဲ့ပုံမှာရေဆိုးလားမဆိုးဘူးရေရောတင်လားမတင်ဘူးရှောချသွားတယ်စိတ်ကိုအဲ့ဒီလိုဖြစ်အောင်လေ့ကျင့်ရတယ်တဲ့ကြာပန်းနော်ကြာပန်းလေးမှတ်ထားဒါဖြင့်ကြာပန်းကဘယ်ကနေလာတော့ဆိုရွှွန့်ထဲမှာသူ့အမြစ်ကရွှွန့်ညွန့်